Market ကူမှာရတဲ့ home ပေါင်းလေးတွေနဲ့စိတ်ရွှေကူးမှာဒီလိုဖြူးလက်လာလေးတွေဝယ်လို့ရပါပြီရှင်။ဘယ်လိုဒီဇိုင်းလေးတွေပါတယ်ဆိုတော့သိကြပါမယ်နော်။ဖြူးလေးတွေကလေအခုဒီဇိုင်းစုံ size စုံအကောင်စုံလေးတွေဝင်ထားရရှင်ထပ်ပြီးတော့ဆိုဒီမှာကျဒါလေးဆိုရင်တရုတ်ပေသီးလေးဒီကောင်လေးနော်ပေသီးလေးတွေပါမယ်။နောက်ကကျတော့ဒီလိုအရင်ဆိုလေရွှေတုံးကိုရွှေတုံးဖီရှူးဆိုဖီရှူးတီးတဲ့ထွက်တာရင်လေအခုကရွှေတုံးလေးပေါ်မှာဖီရှူးလေးတင်ထားတဲ့ဒီဇိုင်းလေးပါဒါလေးဆိုရင်နောက်တစ် site ပါအောင်မယ်ဒါမျိုးလေးပေါ့နော်ဒီလိုနှစ် site လေးဝင်တယ်အဲ့လိုလေးတွေပါတယ်နောက်ကကျတော့လေဖီရှူးကိုမှဒီဇိုင်းစုံအကောင်စုံ size စုံထွက်တယ်ဒီလိုဒါဆို size အကြီးတွေနော်ဒီလို size စုံလေးဝင်တယ် size စုံမှလည်းလေကျောမှာဒီဇိုင်းမျိုးစုံနဲ့ပေါ့နော်ဒါလေးဆိုရင်ရွှေတုံးလေး3ခုတင်ထားတယ်ဒါဆိုဒီတုံးလေးနဲ့ဒီမျက်နှာလေးတွေကွာတယ်ပေါ့နော်ဒါမျိုးလေးဒီဇိုင်းစုံ size စုံလေးတွေဝင်နေအများကြီးနော်ဒါလေးအော်ဒီကောင်လေးပြချင်တယ်ဒါလေးကလေဒီနှစ်မှထွက်တဲ့ဒီဇိုင်းသစ်လေးတွေလားဒီဖီရှူးကောင်လေးကဒီဘက်ကိုလှည့်နေတာပေါ့နော်ခေါင်းလေးပါလှည့်နေတဲ့ပုံလေးနဲ့ဒါလေးတွေနောက်ကကျတော့ဒီလိုကြာပွင့်လေးတွေဝှေ့လို့လှတယ်ဒီကြာပွင့်လေးတွေဒီပွင့်ထက်တိုးလို့ရတယ်နော်ကြာပွင့်လေးတွေချစ်လေးနဲ့ဒီဇိုင်းလှလေးတွေပြီးရခါကျရင်ဘောလုံးလေးနဲ့မတဲချင်ဘူးဆိုရင်ဒီလိုကနုတ်ကလေးပါတဲ့ဟာလေးတွေပေါ့နော်ဒါလေးဆိုရင်တရုတ်ပတ်စံလေးတွေကိုလေတီထားတဲ့ဆက်ခါပုံစံမျိုးနဲ့မိကုန်းလေးကအဲ့ဒါလေးတွေလည်းပါတယ်ဟောရဒီလိုလေးဒါပဲတရုတ်ပတ်စံလေးကြောင်လေးရလေဒေါ်လာငွေလေးတီထားတဲ့ပုံစံမျိုးလေးပါမယ်ပေါ့နော်အဲ့လိုလေးတွေအိမ်လေးဆိုရင်ဒီတခါပေါက်လေးပဲပါတယ်နော်အဲ့လိုလေးတွေဝင်တယ်အဲ့ခါကျတော့လေဒီလိုမှဒါလေးဆိုပေသီးလေးနော်ဒီမှာတစ်ဆိုင်ဒီမှာပေသီးလေးဆိုတယ်လေနှစ်ဆိုင်ခတ်တယ်လေဒီလိုစလုံးလေးတွေလည်းအစုံရှိပါတယ်အဲ့ခါကျဒီဟာလေးဆိုခေါင်းလေးပဲတီးတဲ့ဒီကောင်လေးဒါလေးဆိုကြားလေးလားဦးလေးဒီမှာကျတော့အောင်မကြားဒီခေါင်းတီးတဲ့လေးအဲ့လိုလေးရထွက်တယ်နော်Hello Kitty လေးတွေဆိုလဲ size စုံညင်ချင်းကျွတ်ပစ္စည်းလေးကြီးပါဦးမှာချစ်စရာလေးအကောင့်တလေးအများကြီးရောက်တယ်မှာကျွတ်ပစ္စည်းလေးနော်နေရကလေးရအစားပါတယ်ဒီလားကျွတ်ပစ္စည်းလေးဒါလေးဆိုလဲမှာတမင်ပစ္စည်းလေးချစ်စရာလေးမှာတမင်ပစ္စည်းလေးနော်အဲ့လိုလေးတွေဝင်နေငါးကောင်းပစ္စည်းလေးတွေဒါလေးဆိုရင်ငါးလေးကိုမှငါးတက်လေးတွေပါအခုပြသွားတယ်ဖီရှူးကောင်လေးတွေကိုမိမိနှစ်သက်ရာပတိလုံးမိမိနှစ်သက်ရာကြိုးဒီဇိုင်းလေးတွေနဲ့တွဲဖက်တီကုန်းလို့ဝတ်ဆင်လို့ရပါရဲ့ရှင်။ဆာဝါကီ brand စစ်လေးနဲ့ crystal လေးနဲ့လည်းတွဲပြီးဝတ်ဆင်လို့ရပါရဲ့ရှင်။တင်ရွှေဘူးမှာဒီဇိုင်းစုံ size စုံ crystal လေးတွေရောပတိလုံးလေးတွေရောစိတ်တိုင်းကြဝယ်ယူအားပေးနိုင်ပါပြီရှင်။